user အသစ်တစ်ယောက်ကို ERP system နဲ့ထည့်သွင်းမယ်အသစ်ထည့်မယ်အဲ့ဒီလိုဆိုလို့ရှိရင်ခုကြည့်မဲ့အပိုင်းတွေမှာနော် add new user ဒီအပြင် clients ပေါ့အသုံးပြုမဲ့သူ into the system ပေါ့နော် ERP system တွေကိုထည့်မယ်ကြည့်မယ်ဆိုရင်ခဏနေ user list ကိုကြည့်မယ်ဘယ်လိုရှိတယ်လဲပြီးလို့ရှိရင် ready ဆင်ထားပေးတာရှိမယ်ပြီးရင်အဲ့ဒီ user နဲ့ user box ကိုချပေးရမယ်နော်ဒီလုပ်ရမယ်ပြီးရင် user setting နော်ဒီ user name တွေ password တွေ role တွေ permission တွေ apply လုပ်တာဒီမှာပါမယ်နော်ပြီးလို့ရှိရင် database နဲ့ဒီ user နဲ့ connection နော် apply လုပ်ထားတဲ့ပုံစံလုပ်ရမယ့်ပုံစံပေါ့ဒီနောက်ချက်ကိုရှင်းပြသွားမှာဖြစ်တယ်ပထမဆုံး user list ကိုတွားပြီးတော့ကြည့်အောင်ဒီကြိုဝင်တိုင်းနော် setup ထဲမှာဒီမဲ့ admin console ဝင်မယ်သူကကြတော့ control type 7ဒီထဲမှာ user 1အနေနဲ့ဆိုရင်ဒါ system admin 1ဆိုလို့ရှိရင်ဒါ admin console ကိုရောက်လာပြီဒီထဲမှာနေမယ်နော်ဒီထဲကနေတော့မယ် user ကိုကြည့်မယ်ကြည့်တဲ့အခါမှာဒီမဲ့ security and access control ကိုနှိပ်ပြီးတော့တွားလို့ရတယ်ဒီထဲမှာ control type တွေ9ခုရှိတယ်နော်ဒီထဲကတစ်ခုခုကိုဝင်လိုက်လဲရတယ်ဟုတ်တယ်အဲ့မဲ့ user ဆိုတာရှိတယ် user ကိုကြည့်လိုက်ရအောင်နော် user create new user လုပ်လို့ရတယ်ဒါပေမဲ့လို့ဒီမဲ့ user 10ဦးကိုအဆင့်သင်ဆင်ထားပေးတယ်အဲဒါဆိုအဲ့ active user ကနေကြည့်အောင် user list တွေနော်လက်ရှိ user တွေက user 01ဒီ beta user 02ဒီ MSCFO နော်ဒါ MS accountant MSA ဒါတို့မျိုးတွေဖြစ်နေတယ်နော်ခုဒါစောက်ထားတဲ့10ယောက်က user list ထဲမှာရှိတယ်ဒါပေမဲ့လို့သူတို့အကုန်လုံးက box တွေနဲ့ချိန်ထားတာမျိုးမရှိဘူး beta user ပဲအဓိက default အနေနဲ့ချိန်ထားတာကျန်တာတွေကချိန်လို့ရသူတို့ကိုချိန်မယ်တိလိုက်မယ်နော်သူ့ကိုလောလောဆယ်သူ့ကိုပြင်ပလိုက်မယ်နာမည်ကိုလည်းအခုစမ်းသပ်တာဖြစ်တဲ့ဖြစ် password လည်းပေးလို့ရတယ်နော်ဒါပေမဲ့ password ကိုဒါ beta လို့ပဲထားလိုက်နော် beta ထားတာနော် update ဆိုဒီတစ်ခေါက်နာမည်မှတ်ထားမှာဒီ miss pew နော်အဲ့ဒါနဲ့မှတ်ထားဟိုဆိုတာကိုသူဒီနော်ဒါက miss pew ကဘယ်လောက်နံပါတ်မှာလဲ user 2မှာ database ပေါ့နော် database ကို copy ဒီထဲမှာ box ဒီမှာ box 1ရှိနေပြီဒါ3 2က4လည်းရှိနေတယ်ပေါ့ဒါပေမဲ့ဒီထဲမှာအခုသိထားတာဒီ user 2 box 2အဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ new ready တွေက box 00ဆိုတာကို copy ကူးလိုက် box 2 paste လုပ်လိုက်အဲ့ဒါ box 2လုပ်ပေးလိုက်ဒါဆိုရင်သူ့အတွက် box တစ်ခုရပါပြီbox ကိုရပါပြီအဲ့ဒီ box ရပါလို့ရှိရင်ဒီထဲမှာဒါသူ့တဲ့ data ဒါ clean လုပ်ထားတဲ့ data ဘာလို့ဆိုတော့ new တွေကယူလို့သူ့မှာ database အသစ်ကြီးပေါ့နော်သူ user 2အခုက miss pew ရဲ့ data သူ့ထဲက data ထဲမဲ့ file ရှိတယ်ပေါ့ဒီ data တွေအားလုံးကတော့ဒီ central box ဒါဆို new ready ကဘာလဲ new ready ကအဲ့ဒီ box ယူသုံးဖို့အတွက် box alert တစ်ခုနဲ့အထက်က data ထည့်ဖို့ alert တစ်ခုရှိတယ် central box ကဘာလဲ central box က admin နဲ့ central share data ဆိုတာရှိတယ် central data ဒီ central data က SQLite database ဖြစ်တယ်เนาะသူက database เนาะသူကကြတော့ admin data တွေဒီထဲမှာရှိတယ်သူကကြတော့ central share data ဆိုတာ price တို့ product တို့ဘာလို့ share လုပ်ထားတာတခြား user တွေလည်းသွားလို့ရအောင်ဆိုတော့ဒီ center ကလည်းဒီ box တွေကဒီထဲကိုဒီ box က data တွေကဒီ center share တွေကိုလာထည့်ပြီးတော့သွားတာဒီမှာတခြား file တွေရောရှိနေတယ်ဒါဆိုတော့ဒါကတော့အသစ်ဆိုရင်တော့ဒါတွေယူပြီးတော့ဒီဟာကို copy ယူပြီးတော့အခုကဒီနှစ်ခုလေးတော့လောက်ထားပေးပြီးသားเนาะလုံးဝ clear လုပ်ချင်တာဒါဆိုလို့ရှိရင်ဒါ clear အသစ်ဆိုရင်ဘာမှ data ဟိုမရှိသေးဘူးပေါ့เนาะအဲ့ဒီအနေထားနဲ့အခုကတော့ box ကိုပဲအဓိကယူတယ်ဒါဆိုလို့ရှိရင် miss pew အတွက် box ကအဆင်သင့်ဖြစ်နေပြီဘလောက်ပေါ်မှာရှိမဲ့သူ့ရဲ့ file ကိုလည်းတော့ကြည့်ထားမယ်ဒီမှာ client 0သူဒီဒါကတော့ data
sense လုပ်တဲ့ဟာဒါပေမဲ့ what desk နော်ဒါရ workspace မှာ user ဒါဆို user 2ကတော့အစင်းရှိနေတယ်နော်ဒီ user 2တဲ့ကိုသူ့ရဲ့ data တွေထည့်ဒီမဲ့ကတခြားအဟောင်းတွေရှိနေ okay user 2ကဒီမဲ့ workspace မှာရှိတယ်နော်3တော့မရှိတော့2ရှိတယ်ဆိုတော့ဒါလည်းတစ်ချက် check လုပ်ထားဖို့လိုတယ် admin console တွေကိုပြန်သွားလိုက်အဲ့ဒါမဲ့ user list ကတော့ဒါကြည့်ပြီးသားနော် user list က edit user list ကနေကြည့်ရင်လည်းမြင်ရတယ်ပေါ့နော်ဆိုတော့ဒါဒီထဲမှာတော့ miss preview ဖြစ်နေပြီ okay ဆိုတော့ဒါအဲ့ဒါကို edit လုပ်မယ်ဆိုတော့ဘယ်သူကိုလဲ miss preview edit လုပ်မယ် okay အဲဆိုရင် user 2သွားပြီနော် user 2ရှိတယ်သူရဲ့ box က box 2ဖြစ်မယ်ဒါကြတော့ box ကို20 megabyte site ထိသုံးမယ်နော်လိုရင်ချဲ့ပြီးလို့ရတယ်နော်ဒါ resource ကိုထိန်းခြင်းလို့ပေါ့သူရဲ့ data site နော်သူရဲ့ user အနေနဲ့ transition တကယ်လို့ transition တအားသွင်းရမယ်လို့ဆိုလို့ရှိရင်တော့ site ကြည့်ထားလိုက်မယ် okay သူ့ကိုနော် row တွေသတ်မှတ်ပေးဖို့လိုတယ်ဆိုပါစို့သူ့ကိုဘယ် row တွေသတ်မှတ်မလဲဆို row နဲ့ပတ်သက်လို့ပြန်ကြည့်ရင်ဒီမှာကြည့်လိုက်ဒီထဲမှာ row တွေရှိတယ်နော်ဒါ matrix ကြိုဆောက်ထားတာသူ့ကိုဘယ် row အနေနဲ့တော့မဆိုသူ့ကိုဆိုပါစို့သူ့ accountant row ပေးမယ်နော် accountant row ပေးမယ် accountant row လည်းသူကယူမယ် okay accountant row ယူမယ်သူ့ကို permission ဘယ်လောက်တကယ်လို့သူ့ permission ပေးဖို့လိုတယ်ဒါဆိုတေချာအောင်လုပ်ဖို့လိုတာဒီမဲ့ထဲသတိထားပါသူ accountant row ပေးမယ်သူ့ကိုနော် accountant ကိုသူ့ရဲ့ accountant row အရာသူ့ကိုပေးမယ် access လုပ်ခွင့်ပေးမယ်ဟာတွေကိုတွားကြည့်မယ်အဲ့ဒါဆိုရင်ဒီမဲ့ permission မတွားခင်မှာနော် regulate နဲ့ permission တွားမှာဘာမှဒီမဲ့ control ဆိုတာပျောက်နေတယ်နော်ပေါက်နေတယ်အဲ့လိုဖြစ်နေလို့မရဘူးဒီနံပါတ်ပေါ်နေရမှာအဲ့လိုဆိုရင် okay ဘယ်လိုလုပ်ရလဲဆိုတော့ဒါကိုဒီမဲ့ setting လုပ်ထားခြင်းမှာဒီမဲ့လာပြီးတော့ control ကိုယူရမယ်သူ့ကို transition ထဲကလုပ်ပဲနဲ့သူ့ကိုပုံမှန်ဆိုရင်သူဒီ opening setup ဒါမှမဟုတ် master data တွေ setup သူ့ကိုလုပ်ခွင့်ပေးမယ်ဆိုရင်သူဒီ master file တွေနဲ့ပတ်သက်လို့သူဝင်လို့ရမယ်အခုသူ့ကို accountant row ပေးပြီးတော့ transition ထဲတာကိုသူ့ကိုကြည့်စေခြင်းလဲဆိုရင်တော့ဒီဟာကိုရွေးလိုက်လို့ရတယ်နော်နောက်တစ်ခုကကြတော့ auditor row တွေမှာတုံးတက်တဲ့ဒီ opening setup အခုဆိုပါစို့သူ့ကိုဒီ row ပေးမယ်နော်02 row ကိုသူ့တစ်ခုပေးထားမယ်နော်ဒီလိုသူက accountant အနေနဲ့အဲ့ဒါလုပ်ဖို့ဒါမှမဟုတ် master data ကိုမထိလောက်ထားပါတော့ဒီ pew နော်ဒါ miss pew နော်ဒီမဲ့ okay အဲ့လိုဆိုလို့ရှိရင်ဒီမဲ့ right click လုပ်ရင်ဒီမဲ့ opening and setup control ကိုသူလုပ်ခွင့်ရှိတယ်ဒီနေရာဖြစ်ဒါဒီ auditor row နဲ့အတူတူဖြစ်တယ်သဘောတစ်ခုကအခုဟို general audit report တွေကြာရင်သူကြည့်လို့ရအောင်လို့တက်မဲ့အဲ့ဒါကိုရွေးထားတာနော်အဲဆိုရင်သူဒီမှတ်ထားလိုက်မယ်သူဒီ CD2 ကိုယူမယ် okay accountant ပြီးလို့ရှိရင်ဒီမဲ့ရွေးရမှာဒီ general debug default ကိုရွေးပါပြီးလို့ရှိရင် general debug ဒါကို apply လုပ်အဲဒါဆိုရင်ဒီမဲ့သူ့ကို create edit submit ဒါပဲရွေးပေါ့နော်အဲဒါရွေးပြီးတော့သူ့ကိုအဲဒီလိုလုပ်ပြီးတော့ add chain လုပ်ထားလိုက်မယ်ဒါဆိုလို့ရှိရင်သူဒီ CT02 ဆိုတဲ့ file တွေကိုသူဒီခွင့်ရမယ်အဲ့ဒါလည်းမဟုတ် transition ကိုလည်းသူ့ကိုလုပ်စီချင်တယ်ဆိုရင်သူ့ကိုတခြား account class row ကိုလည်းသူ့ကိုလည်းယူထားလိုက်မယ်ဆိုရင်နောက် row တစ်ခုယူထားလိုက်တော့တစ်ခုက account class ကိုလည်းသူ့ကို transition သွင်းတာလည်းသူကြည့်မယ် audit report လည်း report general audit report လည်းသူကြည့်မယ်ဆိုရင်ဒါဆိုလို့ရှိရင် account class ကိုသူ့ကိုယူလိုက်မယ်ဒါကို assign ကြည့်အောင်သူ့ကိုဘယ်လိုဒါဒီနေရာမှာမထားဘူးဒါနဲ့မထားဘူး okay အဲ့ဒါဆိုရင်ဒီကိုပြန်တော့ခဏသူ့ဘယ်သူနဲ့လဲ transition ထည့်တာနဲ့ကိုပေးကြည့်မယ်အဲ့ဒါဆိုရင် transition ကို transition ထည့်ဝင်ရှိတဲ့ row ဒါဆိုရင်သူ့ကိုလည်းလေ့ကျင့်ကြတယ်မယ် transition control row account class okay ဒီထဲမှာဒါရွေးမယ်အဲ့လိုရွေးမှဒါပေါ်မယ်ပြီးလို့ရှိရင်သူ့ကို create တွေ edit တွေ let's see ပြီးလို့ရှိရင် add chain အဲ့ဒါဆိုလို့ရှိရင်ဒီ miss pew က row နှစ်ခုရှိတယ် accountant row လို့နာမည်တက်ထားပြီးတော့အဲ့ဒီ accountant row ကနော် CT2 ကိုဖွင့်ခွင့်ရမယ် CT2 ဆိုတဲ့တို့က opening တွေ setup တွေနော် audit general report ကိုကြည့်ခွင့်ရမယ်ဒါကကြတော့ transition တွေကိုသွင်းခွင့်ကြည့်ခွင့် edit လုပ်ခွင့်
ရမယ်ဒီနှစ်ခုပဲသူပေးထားမယ်ဆိုပါစို့တကယ်လို့တစ်ခုတည်းပေးခဲ့လို့ရှိရင်ဟိုဘက် stack လုပ်တဲ့အချိန်မှာဘာမှမမေးပဲဝင်သွားလိမ့်မယ်နှစ်ခုရှိရင်တော့အနည်းဆုံးမေးတော့မှာပေါ့နော်ဆိုတော့ဒါတွေလောက်ထားဖို့လိုတယ်ဒါဆိုရင်ဒါ row လုပ်ပြီးပါပြီပြီးရင်ဒါတွေဒီမှာတော့ default ကရှိနေလို့ဒီလိုပေါ်တာအဲ့တော့ကိုယ့်ရဲ့ database လမ်းကြောင်းဒီလိုတော့ဖွင့်ကြည့်မယ်ဆိုရင်အမှန်တကယ်တော့ဒီတယောက်ထဲမှာနော်ဒီထဲမှာ share တိုက်ထဲမှာဒီမှာ client 0.1.data နော်ဒီနေရာကိုလာပြီးတော့ online ပေါ်တင်မှာ cloud ပေါ်တင်မှာ cloud ပေါ်တင်မဲ့လမ်းကြောင်းအရေးကြီးတယ် cloud တိတ်လုပ်ပြီးမဲ့ဟာဒါက local ကိုယ့်ရဲ့ local database ကိုဆွဲယူမဲ့နေရာပေါ့နော်ကိုယ့်ရဲ့သဘောတစ်ခုကဒီ local ဒီအောက်ထဲကနေပြီးတော့ G right ထဲကိုတင်တာဒါအတွက်ဒါကအရေးကြီးတယ်ဒါ local center ပေါ့နော်နောက်ပြီးတော့ user address ဒါကကြည့်လိုက်ရင်ဒီမှာ user 2အတွက်တောင်မှဆင်းတယ်ဆိုတော့ဒါကတခြားမဟုတ်ဘူးဒီ U4 V5 W4 X4 ဆိုတဲ့ဟာတတ်မှတ်ချက်ကလေးကရှိတယ်ဆိုတာတခြားမဟုတ်ဘူး paper tray နဲ့ documents flow နဲ့ဆိုင်တာဒါက your own address inbox နော်ဒါကြတော့ကိုယ့်အကိုနော် only me စေးတဲ့ပုံစံမျိုးကို data ကိုသိမ်းတာနော်ဒါကြတော့ကိုယ့်ရဲ့စာရွက်စာတမ်းကအပြုလုပ်ဖို့လိုတယ်ဆိုရင်ကိုအပြုလုပ်ရမယ့်လူရဲ့လိပ်စာဟို user 1ကိုအပြုလုပ်ရမယ်ဆိုရင် user 1ကိုချိန်ထားပေါ့ဒါကြတော့ work group by department ဒါကိုယ့်ရဲ့ team ဆက်မှာလုပ်ဖို့နော်ဒါကြတော့ external ဆိုတာကိုယ့်ရဲ့စာရွက်စာတမ်းကိုအပြင်ထုတ်ပြမယ်ဒါမှမဟုတ်ဟိုနောက်တရားတခြားစီပို့နော်တရားတစ်ယောက်စီပို့တာဒါကြတော့လုံးဝ document စီကိုတင်ထားမယ်ဥပမာကိုယ့်ရဲ့ဖွဲ့စည်းပုံအရကိုယ့်ရဲ့အဖွဲ့အစည်းမှာနောက်ဆုံး file တွေတွဲတဲ့နေရာရှိတယ်ဆိုရင်အဲ့ဒီနေရာအဲ့ဒါမျိုးလမ်းကြောင်းတွေနော်ဒီမှာနဲ့ပတ်သက်လို့တကယ်တော့ဒီမှာအဆင်သင့်ဖြစ်နေတာဒါဆိုရှေ့မှာခဏပြောခဲ့တဲ့ဒီ workspace ထဲကလေကိုယ့်ရဲ့ဒီ user ကို user နဲ့ဆိုင်တယ်မှာ user 2document tray ပေါ့နော်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ task ကိုယ့်ရဲ့ဒီမှာနော်ဆိုတော့ကိုယ့်ရဲ့ဟာပြီးရင် group ထဲမှာ share လုပ်မယ်ဆိုဒီ group ထဲမှာဆိုတော့ဒါအဲ့မှာ team စီဆိုတာရှိရင် team စီထဲမှာပေါ့ဆိုတော့ဒါကဟိုဟာ workspace နဲ့ဆိုင်တဲ့ကိစ္စနော် workspace နဲ့ဆိုင်တဲ့အဲ့ဒါတွေအကုန်ထည့်ဖို့လိုတယ်နော်ဒီမဲ့ဘယ်လိုထည့်ထားတယ်ကြည့်အောင်ဒါလည်း user 2 web team စီကိုသွားထားတယ် extra နဲ့တော့ဒါက invoice ဆိုလို့ရှိရင်ဒါ sales တွေကိုထည့်ပေါ့ဆိုတော့ဒါကတော့ဟိုလာပြင်လဲရတယ်ပေါ့ဒါဆိုရင်ဒါတွေကထည့်ထားတာတွေအားလုံးဒီ okay ပြီဆိုရင်နောက်တစ်ခုက database ကို connect လုပ်ပေးတဲ့ဟို setting လေးကိုတွားမယ်နော်အဲ့ဒီဟာလေးကလည်းအရေးကြီးတယ်ပေါ့နော် system configuration နဲ့မှာနော်အဲ့ဒီထဲမှာ database presetting နော် database presetting ဒါလေးနည်းနည်းလေး use လိုက်ထားဖို့ဒီထဲမှာ user ရှိတော့ဒီမဲ့ central database ဒီမှာ central box နော်ဒီနေ့က no ဖြစ်နေတာကို yes လောက်ထားပေးဖို့လိုတယ်နော်ဒါလေး yes လောက်ထားပေးဖို့ဒါ yes လောက်ထားပေးပြီးတော့ save change လောက်ထားဖို့လိုတယ် okay ဒါလမ်းကြောင်းသဘောတစ်ခုက data ဆေးလိုက်လို့ရှိရင်ဒီ box 2ဆိုတဲ့ဟာကိုထဲက data ကို central box တွေကိုပို့ပြီးတော့သိမ်းလိုက်မယ်ဒါ connection က yes ပေးထားတဲ့အတွက်လုပ်လိုက်မယ်เนาะဒီထဲမှာဆိုရင်1ကဒီ user 2ကဒီထဲက data က central box ရဲ့ဒီ database ကို data ပေါင်းထည့်ပေးလိုက်မှာအဲ့ဒီအလုပ်ကိုလုပ်မှာအဲ့လိုလုပ်နိုင်ဖို့အတွက်ကရှေ့ကပြောခဲ့တဲ့ဒီဟာကို yes ပေးထားဖို့လိုတယ်ဒါမှသူကပြီးရင်ဒါမျိုးအဆင့်သင့်ဖြစ်သွားပြီbox 2 user 2ကတော့ assign ချပြီးပါတယ်ဒါပေမဲ့တစ်ချက်ပြန်သွားစစ်ကြည့်အောင်ဒီ user ကmiss ppu လို့ပေးခဲ့တာပြန်ကြည့်အောင်ဒီမှာဒါ miss pyu နဲ့ phyu ဖြူဆိုရင်ဒါတတိမမူရင်မှာ login လုပ်တဲ့ခါမှာလည်းဒါကို edit လုပ်မယ်ဆိုပါစို့နော် edit user ဝင်ထားပြီးတော့ edit ဆိုရင် pyu ပဲသုံးမယ်ဆိုရင် pyu မှတ်ထားမယ်နော် password က change ရင်လည်းရတယ်နော်ဆိုလို့ရှိရင် update ဒါကဒီနေရာမှာလာပြီး update လုပ်ရတာလွယ်လွယ်လေးပဲနော် okay နော်ဒါဆိုလို့ရှိရင်ဒီ
တရားကိုပဲ edit ပြန်လုပ်ကြည့်အောင်ဘယ်သူနာမည်နဲ့ဖြစ်သွားပြီလဲဖြူဟုတ်တယ်နော်ဖြူနဲ့ဟုတ်တယ် this ဖြူ this ဖြူ password ကတော့မပြောင်းထားဘူးဖြစ်တာပဲ login user 2 miss ဖြူနဲ့ဝင်ထားပြီသူ့မှာနော် same invoice ထည့်မယ်သူကဒီ transaction type 3ကိုသူကလည်းလောက်ခွင့်ရှိပေးထားတယ်အဲ့လိုဆိုရင်အခု CT03 ဆိုတဲ့ဟာကိုသူ့ဝင်မယ်ဝင်မှအရေးကြီးတယ်နော်အဲ့ဆိုရင် best name မရှိသေးဘူးလို့ပြောခဲ့တဲ့အတွက်ဘလို့မရှိသေးဘူးဖြစ်ရတဲ့အကြောင်းရင်းဒီသူကဆက်စချင်းကိုအစ်စ်မလို့နော်ကိုဆက်စချင်း user 2အနေနဲ့သူ့ကိုပေါက်ထည့်ပြီးထားတာအစ်စ်ဖြစ်တဲ့အတွက်ကြောင့်အစ်စ်ဆောက်ဖို့လိုတာဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင် batch ကိုအရင် create လုပ်ရမယ်ဟုတ်ပြီ create new နော်ဒီမဲ့ဆိုပါစို့ဒါလဲသူက setting 3ပေါ့ set 3နော် April 16ဒီလိုမျိုးလုပ်ဆို April အခုက April လားဆိုတော့ April လားကိုရွေးမယ်ဒါအစလားပြီးလို့ရှိရင်အဆုံးလားနော်တေချာကြည့်မယ်အစအဆုံးဒိတ်မှန်တယ်ဆိုလို့ရှိရင်မှာ add save လုပ်လိုက်အဲ့ဒါဆိုလို့ရှိရင်ဒါဒီပြရှာပါလို့ရှိရင် create new လုပ်လို့ရတယ် admin setting မှာဒီ miss ဖြူအတွက်ပေါ့နော်အရေးကြီးတဲ့ကိစ္စတစ်ခုလုပ်ဖို့ကြံခဲ့တယ်အဲ့ဒါကိုတတိတရားနဲ့ထည့်ဖို့လုပ်တယ်ဆိုတော့ဥပမာသူ့ကိုပြန်ခေါ်လိုက်တယ်နော်ဒါတွေကလည်းကိုယ်တိုင်းပဲဒီကောင်အရေးကြီးပါတယ်နော်ဒီ apply rule ပါ guide cut နော် address book တော့ဒါလေးကကြံခဲ့လို့ရှိရင် rule ပါတော့အနည်းဆုံးတော့ rule 0ကိုပဲထားလိုက်ပေါ့ထားတယ် cut 0နော် address book yes ဒီသုံးခုအကြောင်းနဲ့ရှင်းပြဖို့လိုတယ်နော်ဘာဖြစ်လို့လဲဆိုတော့ rule ကတခြားမဟုတ်ဘူးတကယ်လို့ approval process တွေမှာဒီ user အနေနဲ့ amount ဘယ်လောက်အထိပမာဏရှိရအောင်သူလုပ်ခွင့်ရှိတယ် amount ပမာဏဘယ်လောက်ကျော်လုပ်ခွင့်မရှိဘူးဆိုတာကို rule တစ်ခုပေါ့အခုတော့ rule 0ဆိုတာလုံးဝ0ပေါ့လေပြီးရင် cut ကကြတော့လေတခြားမဟုတ်ဘူးဈေးနှုန်း cut တွေ cost cut တွေရှိတယ်ဈေးနှုန်းကတစ်မျိုးလည်းမကဘူးပေါ့ဒါသိပြီးတော့ဆိုတော့ဒီကိစ္စက cut 01ထဲမှာထည့်ခဲ့တယ် cut 02ထဲမှာထည့်ခဲ့တယ်ဆိုရင်တော့ကိုထည့်ခဲ့တဲ့ဈေးနှုန်းတိုင်းတက်လာမှာပေါ့အခုကတော့00ကို apply အနည်းဆုံးလောက်ထားပေးဖို့လိုတယ်ဒီလိုလောက်ထားပေးမှလည်းဒီဟာတွေကအဝင်မှာအနောက်ရှက်မရှိခဲ့တဲ့ဆိုတော့ဒါလေးအားလုံးပြန်ချုပ်လိုက်လို့ရှိရင်ဒီကိစ္စတွေကိုမေ့ထားလို့မရဘူးသတိထားပေးပါဒါဆိုရင် batch ထောက်ပြီးသားဆိုတော့ data ထည့်မယ် as a new invoice ထည့်မယ်ဆိုလို့ရှိရင် Mandalay food okay အပါမြန်မာ location အားကြတော့လေ Mandalay finish code warehouse ကဖြစ်တယ် date ကအရေးကြီးတယ် payment ကအဲ့ဒီဒါဆိုလို့ရှိရင်ကားတာဟဲ့နော်ဆိုလို့ရှိရင်ဒီလိုထည့်မယ် order တွေထည့်မယ် order တွေနော်တက်အောင်ဆို900နော်ဒါမျိုးလေးတွေထည့်မယ်ပေါ့FOC ဒါတွေကလူရှိရ FOC ရဒီတောင်းရဲ့FOC 10% တော့ဟိုလာပေါ့
ဆိုတရားပေါ့ဒါ FDA တို့ဘာလို့ sample ပေးရတာမရှိကောင်းရှိမှာနော်ဆိုတော့ဒါမျိုးပုံစံနဲ့လုပ်ပြီးလို့ရှိရင်ဒါကို save လုပ်လိုက်လို့ရတယ်နော် save လို့ရှိရင်လည်း user to say invoice say 3 say teams 3ပေါ့နော်ဆိုတော့မျိုးနဲ့သူ save လိုက်မယ် miss ဖြစ်နော် okay okay အဲ့ဆိုလို့ရှိရင်နောက်တစ်ထောင်ထည့်လိုက်အောင်မယ်တူနော် okay code grocery နော်မန္တလေးပဲဆိုတော့မန္တလေးရပဲတော့မှတ်လိုက်ပေါ့နော်ဒီလေးကိုဆောင်ရပဲထုတ်တယ် okay ဒီထိတ်က yeah okay coolဒါထည့်မယ်ပေါ့ဒါဒီမှာလည်းဒါ print ထုတ်ဖို့ကြည့်ဖို့ရှိနော် okay ဒီဒါကိုစေးလိုက်မယ်ဒါဆိုလို့ရှိရင်ဒီထဲမှာမဆောပြီးပါပြီဆိုလို့ရှိရင် cloud ကို upload လုပ်လိုက်မှ database ထဲကို update ဖြစ်မှာ cloud ကိုလည်းတင်ပေးထားလိုက်ဆိုတော့ဒါ center လူဆိုလို့ရှိရင်လည်း center နဲ့ပတ်သက်တဲ့ action ပေါ့ဒါဆိုရင်ပြီးပါပြီ report တခါလေးသွားကြည့်မယ် report နော်ဒါပေမဲ့ report general ပေါ့ဒါ audit general report ဟိုပဲအရင်မကြည့်အောင်ဆိုတော့ဒီနေရာမှာက login ပြန်ဝင်စရာမလိုဘူးဘာဖြစ်လို့လဲဆိုတော့အခု miss ppu ဆိုတဲ့ user 2ကသူကဒီ report လဲကြည့်ဖို့အတွက်သူ့မှာ right ရှိတယ်သူ့ကို row ပေးထားတယ်ပြီးလို့ရှိရင်သူ transition လဲထည့်တယ် transition ထည့်တော့က2ပေါ့အခုကျတော့1နဲ့ဝင်မယ်1နဲ့ဝင်မယ်1နဲ့ဝင်မယ်ဆိုရင် report ဆိုတော့သူ period ကိုဒီနေရာမှာဒီက update ကိုဘက်မှာ update မလုပ်ခဲ့ဘူးဆိုရင်ဒီမှာ update လုပ်လို့ရတယ်တခါလေကြာရင်ဒီမဲ့လုပ်လိုက်ပေါ့အခုတော့မလုပ်တော့ဘူးလုပ်ပြီးသားဖြစ်မလို့နော် okay analysis view နဲ့ကြည့်မယ် all transition ကြည့်မယ် okay ဆိုရင်ဒီထဲကိုဝင်မဝင်ကြည့်မယ်ဆိုရင်လည်း filter လေးကြည့်အောင်ရင်းဒီမဲ့ user 2 user 2ထည့်ခဲ့တဲ့ဆိုကြည့်အောင်အဲဆိုရင် user 2သူထည့်ခဲ့တာတွေဒီမဲ့နော်ဦးပိန်နဲ့မန္တလေးဖုနဲ့မန္တလေးဖုမှလည်းဆောင်းဆိုတော့ဒါကဒီ transition ဒီထဲကိုရောက်တယ်တင်ရမယ်ပြောမယ်ဆိုရင် main database ထဲကိုဒီ transition ရောက်တယ်နော်ဆိုတော့ဒီဟာက report ပြန်ကြည့်နိုင်တယ်တကယ်လို့တခြား computer ဖြစ်တဲ့ဆိုလို့ရှိရင်ဒီထဲဝင်မဝင်ကိုဒီလိုနည်းနဲ့ဆက်လို့ဒီမှာဆက်လို့ရတာတွေကတော့အများကြီးရှိတယ်